အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာကတော့ဂျပန်နိုင်ငံစတင်ဖြစ်ပေါ်ခြင်းရဲ့အရေးပါတဲ့တတိယမြောက်ဖြစ်ပေါ့နော်ခိုးဖုန်းခေတ်အကြောင်းလေးဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာကတော့ဂျပန်နိုင်ငံစတင်ဖြစ်ပေါ်ခြင်းရဲ့အရေးပါတဲ့တတိယမြောက်ခေတ်ပေါ့နော်ခိုးဖုန်းခေတ်အကြောင်းလေးဖြစ်ပါတယ်ခိုးဖုန်းခေတ်မှာကျွန်တော်ဘာတွေထုံးရတာလဲဆိုလို့ရှိရင်ခွန်ဖိုကင်းကပြောရမယ်ဆိုလို့ရှိရင်ဒီဂျပန်နိုင်ငံရဲ့အာဏာရှင်တွေပေါ်ပေါက်လာပြီးတော့ဒီဂျပန်နိုင်ငံစတင်ဖြစ်ပေါ်ဖို့အတွက်အုတ်မြစ်ပေါ့နော်ဒီခေတ်မှာစတင်ဖြစ်ပေါ်ဖို့အတွက်အများကြီးတည်ရှိလာတဲ့ခေတ်လို့ပြောရလဲမမှားဘူးပေါ့နော်အဲ့ခေတ်မှာကျွန်တော်အာဏာရှင်တွေအရင်ပေါ်ပေါက်လာခိုးဖုန်းဆိုတဲ့အဓိပ္ပာယ်ကသူကဒီအာဏာရှင်တွေကိုဒီတင်းကြိုတယ်ပေါ့နော်တင်းကြိုင်းနေအာဏာရှင်တွေအတွက်ဆောက်လုပ်ထားတဲ့တင်းကြိုင်းနေပေါ့နော်တော့ပုံတင်ကြိုင်းနေဖြစ်ပါတယ်ခိုးဖုန်းဆိုတဲ့အတိတ်ပဲဒီအာနာရှင်တွေကဘယ်လောက်ထိအာနာကြီးလဲဆိုလို့ရှိရင်လူတွေအများကြီးကိုဒီအာနာခိုးဖုန်းတင်ကြိုင်းနေဆောက်လုပ်ဖို့အတွက်လူတွေအများကြီးကိုအမိန်ပေးနိုင်လောက်တဲ့အထိအာနာတွေကြီးမားတယ်ပေါ့နော်အဲ့ခေတ်မှာစစ်တပ်စနစ်စတင်ပြီလို့ပြောရင်လည်းမမှားဘူးပေါ့နော်ဒီခေတ်မှာဆာမူရိုင်းခေတ်ရဲ့အစလို့ပြောရင်လည်းမမှားပြန်ဘူးအဲ့တော့ဒီခေတ်မှာဘာတွေအများကြီးပြောင်းလဲသွားလဲဆိုလို့ရှိရင်ဒီအာဏာရှင်တွေပေါ်ပေါက်လာတဲ့စစ်တပ်စနစ်တွေပေါ်ပေါက်လာတဲ့နိုင်ငံရဲ့စတင်ခြင်းနိုင်ငံစနစ်တွေလို့ပြောရင်လည်းမမှားဘူးပေါ့နော်အခွန်စနစ်တွေစတင်ပေါ်ပေါက်လာတယ်အခွန်အနေနဲ့ကတော့သူစံနေကောက်ခံတယ်ပေါ့နော်အဲ့လိုမျိုးရှင်နေရှိပါတယ်အဲ့တော့အခွန်အနေနဲ့စံနေကိုကောက်ခံလာတယ်ပေါ့နော်အဲ့တော့ဒီခေတ်မှာတော့အဓိကထူးခြားတာခိုးဖုန်းတင်ကြိုင်းနေအာဏာရှင်တွေအတွက်အသုံးပြုဖို့အတွက်ပေါ့နော်တင်ကြိုင်းနေခိုးဖုန်းတင်ကြိုင်းနေစတဲ့တည်ထောက်လာတယ်ပြောရလို့ရှိရင်အာဏာရှင်စနစ်တွေပေါ်ပေါက်လာတယ်ပြောလို့ရှိရင်ကျွန်တော်တို့နေမြေတွေကိုအားနဲ့ထိန်းချုပ်လာတယ်အခွန်စနစ်နိုင်ငံရဲ့ပေါ့နိုင်ငံတစ်ခုစတင်ဖို့အတွက်အခြေခံအုတ်မြစ်ပေါ့နော်အခွန်စနစ်တွေစတင်လာတယ်လုပ်ငန်းခွဲဝေမှုတွေစတင်လာတယ်အဲ့ခင်မှာကျွန်တော်ဆာမူရိုင်းခေတ်ရဲ့အစလို့ပြောရင်လည်းမမှားဘူးပေါ့နော်ဒီခိုးဖုန်းခေတ်ကအဲ့တော့ဒီလိုအာဏာရှင်တွေပေါ်လာတဲ့နိုင်ငံဖြစ်တည်ဖို့အတွက်အဓိကအုတ်မြစ်ဖြစ်တဲ့ခိုးဖုန်းခေတ်ကတော့ဒီလောက်ပါပဲနောက်တစ်ခေတ်အနေနဲ့ကတော့ကျွန်တော်တို့ဂျပန်နိုင်ငံစတင်ဖြစ်ပေါ်တဲ့ခေတ်ပေါ့နော်ဒီကမ္ဘာလုံးအတိမတ်တော့မပြုသေးဘူးပေါ့နော်ဂျပန်နိုင်ငံစတင်ဖြစ်ပေါ်တဲ့ခေတ်အာစကာခေတ်အကြောင်းကိုကျွန်တော်နောက်ဗီဒီယိုလေးမှာပြပြပါမယ်ဒီဗီဒီယိုလေးကိုဒီလောက်ထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်